Hello,အားလုံးပဲမင်္ဂလာပါရှင်။ဒေါက်တာကတော့ Trust Academy သူနာပြုအခုသင်တန်းမှာဦးစီးတင်ကြားပေးနေတဲ့ဒေါက်တာရွှေကြီးဖြစ်ပါတယ်။ဒေါက်တာတို့ရဲ့ Trust Academy သင်တန်းကို Batch 3မကြာမီဖွင့်လှစ်သွားဖို့ရှိပါတယ်။ Batch 1, Batch 2မမီလိုက်တဲ့သူတွေအတွက် Batch 3ကလာမယ့်9လပိုင်းအကုန်6လပိုင်းအစမှာဖွင့်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Batch 1အတန်းကပြီးသွားပြီ Batch 2ကတော့လက်ရှိသင်နေဆဲပါအများကြီး feedback ကောင်းတွေ review တွေရရှိထားပါတယ်ဆရာဝန်2ယောက်ရဲ့12နှစ်တာကာလအတွေ့အကြုံတွေကိုတစ်ထိုင်ထဲမှာရရှိမဲ့အပြင်စေဝါအကြောင်းတွေသူနာပြုအကူရဲ့အခြေခံတည်တင်တည်ထိုက်တဲ့အကြောင်းအရာလေးတွေကိုလည်းသိရှိနားလည်သွားမှာဖြစ်ပါတယ်နားမလဲပါလုံးဝစိတ်ပူစရာမလိုဘူးစာသင်ကြားတဲ့ပုံစံတွေကဒေါက်တာတို့က2way စနစ်နဲ့သွားတဲ့အတွက်ကြောင့်မို့လို့သင်ပြီးတာနဲ့ခေါင်းထဲမှာရောနှလုံးသားထဲမှာပါတခါတည်းဆွဲမြဲအောင်ဒေါက်တာတို့ကသင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့် Batch 3အခွင့်အရေးကိုလက်မလွတ်ချင်ဘူးဆိုလို့ရှိရင်ဒေါက်တာတို့ရဲ့ Trust Academy သူနာပြုအကူသင်တန်းမှာအခုပဲသင်တန်းအပ်လိုက်ဖို့ဒေါက်တာကဖိတ်ခေါ်ပါရစေအားလုံးကိုချစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Love you all ပါ see you ပါ